ကျွန်တော်လိုချင်တာပါမလို့ချင်လိုချင်ကျွန်တော်ဝရနာကစားတော့ဆိုရင်ရှေ့တကူစီဘူးပဲလို့တယ်ကျွန်တော်လည်းဘာမှမလို့ချင်ရပြီလုံလောက်ပြီတရားစီရင်လေးနဲ့ကျွန်တော်ကျင်းနေပြီအဲ့ဒါကြောင့်မလို့နားလည်းပေးပါအားလုံးကိုပွားနဲ့ဒီမြပွားနဲ့နိုင်ရှင်လို့မရဘူးအကြောင်းမို့လို့အမြဲတမ်းစူးစမ်းတဲ့သူတရားကသူများအရန်နေတယ်နော်စူးစမ်းမှာကိုကအလုပ်လဲလုပ်တယ်အော်ခါစွန်ကောင်းအရန်ရှော့တယ်ပေါ့နော်အလုပ်လဲလုပ်တယ်ပြီးမှမမှန်လုပ်တယ်ဒါတလေဆိုရင်တော့ဆော့မချင်တော့တယ်မရှိဖုန်းအလုပ်စင်ဖုန်းနည်းနည်းကြည့်လိုက်နဲ့လေးနိုင်ထိရောက်တယ်အဲ့လိုမျိုးရေချိုးဖို့ရန်အေးတယ်ဒီမိုင်းလာမျိုးမှာလောင်းတို့တော်တော်များများတော့ကျွန်တော်တကယ်ပြောမှာအလုပ်တစ်ဖက်နဲ့ကျွန်တော်ဒီမျိုးကိုစိတ်ပါတယ်ပါတော့နာပြန်စောတဲ့တစ်ဖက်နဲ့လုပ်တဲ့သူတွေကလင်း9ရောက်မရှိဘူးနော်ဒီလိုတွေကအလုပ်အရန်ပေမန်းနေပြီဆိုရင်နားတယ်မနာရင်သူငါချင်းနေနဲ့အလဲသွားတယ်ဒါပဲရှိရနော်တကယ်စူးစမ်းတကယ်ဟောဖြစ်တဲ့သူ no ပဲမရှိဘူးမရှိတော့ရှာတယ်ရှိတယ်တိုင်ပဲမရှိတော့ရှာတယ်မင်းတို့မျိုးမှာကျွန်တော်ဆိုရင်ကျွန်တော်နေပန်းနေအပဲနေတော့ရောမှာပဲနေစူးစမ်းမှာပဲကျွန်တော်တော့နေတဲ့လမ်းကြောင်းဒီဝရဏတခုတည်းမဟုတ်ဘူးလူတွေအများကြီးပြောစရာစူးစမ်းတော့မယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးဖြစ်ချင်တယ်ဒါလည်းဆိုရင်ပြင်မှန်းတာပေါ့ကျွန်တော်ရင်တော့ဆိုရင်လည်းအစောလို့ရလို့လို့ခင်တော့ဆိုရင်လည်းအဲ့လိုပဲတစ်ထပ်မကပြင်မှန်းတယ်တော့ပဲပြင်မှန်းတယ်ပါစေစောရအောင်စောဒါကြောင့်မို့အချိန်ဆိုတော့တံပိုးထားတဲ့ရင်တော့ကောင်းပါတယ်တံပိုးမထားတဲ့ရင်တော့ဘာမှထိုးပါဘူးအချိန်ရရင်ရေးကြည့်တယ်အချိန်နဲ့ရရင်နည်းနည်းတုံးတက်တဲ့သူတွေကတော့ဟုတ်တော့ဗောမတုံးတက်တဲ့သူတွေတော့အချိန်ဆိုတော့အလားတူတခုပဲဘာမှမထူးဘူးဒီနေ့အကောင်းဆုံးအချိန်ပဲကြော်ဖြတ်နိုင်အောင်ကြိုးစားတိုင်းတော့လောင်းအမြဲတမ်းအားပေးနေမယ်နော်မင်းတို့အောင်မြင်တဲ့ချိန်လောင်းမြင်ချင်တယ်နော်အဲ့ဒါကြောင့်မို့လို့မင်းတို့ကြိုးစားစီစဉ်တယ်မြင်ချင်တယ်拜拜နော်